နောက်ပိုင်းမှာအရန် trend ဖြစ်ပြီးတော့အရန်ဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာတော့မယ်ဒီလုပ်ငန်းကြီးอ่ะပေါ့เนาะဆိုတော့ဒီအခုမွန်ပြည်နယ်မှာဒီလုပ်ငန်းကိုလုပ်တဲ့လူကရှိတယ်ဒါပေမဲ့အရန်နေတယ်ဆိုတော့ business တစ်ခုလိုမျိုးလုပ်တတ်ဖို့အတွက်အရန်လိုတယ်ဆိုတော့ဒီလုပ်ငန်းကိုလုပ်တဲ့အခါမှာရိုက်တက်ရုံတစ်ခုတည်းမပြီးသေးဘူးဒီဇိုင်းပိုင်းတိဖို့လိုတယ်ဈေးနှုန်းတွန့်တဲ့အပိုင်းတိဖို့လိုတယ်ကုန်ကျန်းပိုင်းတိဖို့လိုတယ်ဆိုတော့ packaging ပိုင်းတိဖို့လိုတယ်ဆိုတော့ဒီပြီးရင်တူးနဲ့သူ့ရဲ့ဈေးကွက်ကိုဆိုတော့တိဖို့လိုတယ်ဆိုတော့ဒီအရာတွေကိုတိမှတာနေဆိုတော့ရေရှည်သွားလို့ရမှာကိုကသူများထက်နောက်ကျမကြံခဲ့ချင်ဘူးဆိုရင်တော့ဆိုတော့ဒီလုပ်ငန်းလုပ်ဖို့လိုတယ်ဆိုတော့ business ကတ်တွေ level ကတ်တွေသူများစီမှာသွားလုပ်စရာမလိုဘူးဂုတ်တစိတ်ဒီကိုရန်ဘယ်လိုဒီဇိုင်းလုပ်မလဲကိုရန်ဘယ်လိုထုတ်လုပ်မလဲဆိုတဲ့အပိုင်းတွေကဆိုတော့တင်ပေးထားတယ်ဆိုတော့ဒီနောက်ပိုင်းမှာအရန်ကိုဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာမှာအသေးကြပဲကိုကသူများထက်နောက်မကျချင်ဘူးဆိုရင်တော့ဒီတင်နန်းကိုဒီလုပ်ငန်းတွေကိုဆိုတော့လုပ်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီတင်နန်းဒီအခုမွန်ပြည်နယ်မှာမော်လမြိုင်နဲ့ရေးမြို့မှာဆိုတော့ဒီ9လပိုင်း21မှာမော်လမြိုင်ကိုလာမယ်9လပိုင်း26မှာရေးမြို့ကိုလာပါမယ်တင်နန်းကာလာဒီဆိုတော့ဒီ4ရက်ကနေ5ရက်ဖြစ်ပါတယ်โอเคဆိုတော့တင်နန်းမှာဆုံးကြပါမယ်အထူးကြီးလေးနဲ့လက်အပ်ထားလို့ရပါပြီသူများထက်နောက်ကျမကြံဖို့အတွက်ဆိုတော့ဒီသူများထက်ဥအောင်လုပ်ပါသူများထက်ဥမှာသူများထက်ထူမှာသူများထက်ပို့ပြီးအောင်မြင်ပါပါโอเคကျေးဇူးတင်ပါတယ်တင်နန်းမှာ